2026 ခုနှစ်ဟာတငယ်ချင်းတို့ရဲ့အိမ်တွေကစိတ်ညစ်စရာအသေးဖွဲလေးတွေကိုအေးချမ်းနဲ့ပျော်ရွှင်မှုတွေအဖြစ်ပြောင်းလဲပြဖို့အချိန်ရောက်လာပါပြီ။မင်္ဂလာပါ27 Audio Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်။မိသားစုအတွက်အသေးဖွဲကစစိတ်ညစ်မနေနဲ့ဆိုတဲ့စာရေးဆရာကြီးဗမော်သိန်းဖေဘာသာပြန်ရေးသားထားတဲ့ဒီစာအုပ်ထဲကနေတငယ်ချင်းမိသားစုဘဝကိုတနေ့ထက်တနေ့ပို့ပြီးကြည်နူးစရာကောင်းလာစေမယ်။လက်တွေ့ကြတဲ့နေလန်း၃ခုကိုဒီနေ့အတွက်ရွေးချယ်ပြီးဖျက်ပြပေးသွားပါမယ်။ဒီနီလန်းလေး၃ခုထဲမှာတငယ်ချင်းတို့အတွက်အလိုအဆုံးအချက်ကဘာဖြစ်မလဲဆိုတာအတူတူနားထောင်ကြည့်အောင်ရှင်။နီလန်းနံပါတ်1အချိန်10မိနစ်ပိုထားပေးပါ။တစုံတစ်ယောက်သို့မဟုတ်မိသားစုတစုကိုဒါလေးမေးကြည့်လိုက်စမ်းပါ။သူတို့ကိုစိတ်ဖိစီးမှုဖြစ်စေတာဘာတွေလဲလို့ပေါ့။အများစုပြန်ဖြေကြတဲ့အချက်တွေထဲမှာအချိန်နောက်ကျခြင်းဆိုတဲ့အချက်တစ်ချက်ဟာအမြဲတမ်းလိုပါဝင်နေတာကိုတွေ့ရပါတယ်။ကျွန်တော်တို့ဟာဘောလုံးပွဲအလုတ်လေးစိတ်အိမ်နီးချင်းဖိတ်တဲ့မွေးနေ့ပွဲကျောင်းဖျားရှိခိုးကျောင်းစားတာတွေကိုသွားတဲ့အခါမှာအချိန်ကပ်မှသို့မဟုတ်အချိန်နောက်ကျပြီးမှအိမ်ကနေထွက်တတ်ကြပါတယ်။နောက်ကျနေပြီဆိုတဲ့အတီးကြောင့်စိတ်ထဲမှာတော့ငါတို့ကိုဘသူတွေများစောင့်နေကြမလဲ။ငါတို့ရောက်တဲ့အခါအစီအစဉ်အတော်လေးပြီးနေတော့မယ်။ဒါမှမဟုတ်အခုလိုမကြာခဏနောက်ကျနေရင်ငါတို့ကိုတခြားသူတွေစိတ်ရှည်ကြတော့မှမဟုတ်ဘူးစားတဲ့အတွေ့တွေပေါ်လာတယ်အဲ့ဒီအတွေ့တွေကြောင့်စိတ်ဖိစီးမှုဝင်လာတယ်ဒီတော့ကားကိုမြင်မြင်မောင်းတယ်စတီယာရင်ကိုတင်းကျပ်နေအောင်ကင်ထားတယ်တကိုယ်လုံးလဲတောင့်တင်းလာတယ်အာယုံထွေပြားလာတယ်ဘေးဝဲရာကကားတွေကိုအာယုံမဆိုင်နိုင်တော့လို့ကံမကောင်းရင်မတော်တဆကားတိုက်မှုနဲ့ကြုံနိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါနောက်ကျလို့ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေဟာအကောင့်ထက်အဆိုးဖြစ်ဖို့အလားအလာပိုများပါတယ်။နောက်ကျလို့ဖြစ်လာတဲ့စိတ်ဖိစီးမှုမဖြစ်လာအောင်ကာကွယ်လို့မရနိုင်ဘူးလား။ရိုးရှင်းပြီးလွယ်ကူတဲ့နီလန်းလေးတစ်ခုနဲ့ကာကွယ်နိုင်ပါတယ်။နီလေးကအိမ်ကနေအပြင်ထွက်ရမယ့်အချိန်ထက်10မိနစ်စောထွက်နိုင်အောင်လုပ်ပေးဖို့ပါ။အချိန်အများကြီးမဟုတ်ပဲ10မိနစ်လောက်စောထွက်ဖို့လုပ်လို့ဘာများထူးသွားမှလဲလို့မေးချင်ပါလိမ့်မယ်။အကျိုးထူးပါတယ်။တကယ်လို့အကြောင်းတစ်ခုခုကြောင့်ဥပမာကားတော့ရှာမတွေ့တာမိသားစုတွေကတယောက်ဟာအဝတ်စားလဲလို့မပြီးသေးတာတွေဖြစ်လာရင်လေအချိန်မီအိမ်ကထွက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်ဒီ10မိနစ်နီလန်းလေးကိုသုံးလိုက်လို့အိမ်ကထွက်ခါနေမှာပတ်စံအိတ်ရှာမတွေ့တာသမီးတယောက်ရဲ့ဖက်နှက်ရှာမတွေ့တာမျိုးစားတာတွေနဲ့ကြုံတွေ့လဲပြာရမခက်ပဲစိတ်အေးလက်အေးရှိနေခဲ့ပါတယ်အချိန်မီရောက်နိုင်နေဆိုတဲ့အတီးကြောင့်စိတ်ပူပန်ခြင်းဖြစ်ဘူးအချိန်တော်တော်များများမှလည်းသွားကျင်တဲ့နေရာတွေကိုအချိန်မီရောက်နိုင်ခဲ့ပါတယ်ဒီအချိန်10မိနစ်လေးဟာရိုးရှင်းလွယ်ကူလွန်းလို့ဆိုပြီးအထင်မသေးလိုက်ပါနဲ့အချိန်တိုလေးပင်မဲ့တင်းရဲ့တနေ့တာကိုစိတ်ပူပန်တော့ကရောက်ခြင်းစိတ်ဖိစီးမှုကင်းပြီးပျော်ရွှင်ချမ်းမြေ့ရတဲ့နေ့အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့တင့်မှာအချိန်လုံလုံလောက်လောက်ရှိနေတာကြောင့်နောက်ကျလေမလားဆိုတဲ့စိုးရင်ပူပန်ခြင်းဖြစ်မလားလို့ပါစိုးရင်တော့ကမရှိတဲ့စိတ်ဟာကြည်လင်လန်းဆန်းနေပါမယ်စိတ်ကြည်ကြည်လင်လင်နဲ့လှုပ်တဲ့ဘဲလှုပ်မစို့အရေးအသွေးကောင်းပါလိမ့်မယ်အခုပြောခဲ့တဲ့နေ့ကိုအိမ်ကနေအပြင်သွားမဲ့ကိစ္စအတွက်ကြီးမဟုတ်ပဲဘယ်ကိစ္စမှမဆိုအသုံးချလို့ရပါတယ်။ဘယ်ကိစ္စမှဖြစ်ဖြစ်10မိနစ်အချိန်စောပြီးအောင်လုပ်တတ်တဲ့အကျင့်ကိုလုပ်ပေးပါ။ဥပမာတင်းအထက်အရာရှိကအလုပ်တစ်ခုခိုင်းလာရင်ပြီးရမယ့်အချိန်တက်10မိနစ်စောပြီးအောင်လုပ်လိုက်ပါ။ဒါဆိုရင်အလုပ်ကိုအချိန်မီပြီးထားလို့တင်းဟာစိတ်ပူပန်ခြင်းမရှိပဲစိတ်အေးလက်အေးဖြစ်နေမယ်။သူကတင်းလောက်ထားတာနဲ့ပတ်သက်လို့မရှင်းလင်းတာမေးလာရင်လေအေးအေးဆေးဆေးယုံကြည်မှုရှိစွာနဲ့ဖြေနိုင်ပါလိမ့်မယ်။သင်တကယ်လို့ဒီနီလန်းကိုလိုက်နာကျင့်သုံးကြည့်မယ်ဆိုရင်သင်ဘဝမှာစိုးရင်တော့ကကင်းဝေးပြီးစိတ်ချမ်းသာလာတာကိုမြင်တွေ့ရပါလိမ့်မယ်။စိတ်ဖိစီးမှုကိုငြိမ်ညံ့တဲ့စိတ်နဲ့အစားထိုးလာနိုင်ပါမယ်။ကျွန်တော်ဒီစကားကိုဘာကြောင့်ပြောရတာလဲ။အဖြေကကိုယ်တိုင်လက်တွေ့ကျင့်သုံးကြည့်ပြီးတကယ်အကျိုးရှိတာကိုသိထားခဲ့လို့ပါ။နီလန်းနံပါတ်2ဒီနံပါတ်2နီလန်းလေးကအိမ်ရှင်မတွေခလေးအမေတွေနောက်ပြီးကြတော့ကိုတည်သွားမှသာရက်လို့ရမယ်မပြီးဆုံးနိုင်တဲ့အလုပ်တွေကိုထက်ခါလုပ်နေတဲ့သူတွေပို့ပြီးနားထောင်တင်တယ်လို့ကျွန်မကတော့မြင်ပါတယ်ဒါဆိုရင်စလိုက်ရအောင်နော်နီလန်းနံပါတ်2တရားကြီးတစ်စင်းကိုစေးတုပ်သလိုတင့်အိမ်ကိုပြူပြင်ပါတခါတော့ကရင်းနေတဲ့အင်ဂျင်နီယာတယောက်ကကျွန်တော်ကိုဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသမှာရှိတဲ့ Golden Gate Bridge တရားကြီးကိုပြုပြင်ထိန်းသိမ်းတဲ့အကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီတရားကြီးဟာကျင်းမြောင်းတဲ့ရေလက်ကြားတစ်ခုကိုကျော်ဖြတ်ပြီး San Francisco မြို့နယ်
Marin County မြို့ကိုဆက်သွယ်ပေးထားပါတယ်။အနီရောင်ဆေးတုပ်ထားတဲ့ကျိုးဆိုင်တရားကြီးဖြစ်သလိုအရှေ့ကလည်း2.8 မိုင်နဲ့အကျယ်ကပေ90ရှိပါတယ်။သူကအဲ့ဒီတရားကြီးကိုတစ်နှစ်ပတ်လုံးနေတိုင်းဆေးတုပ်ပေးရတယ်။တရားကြီးတစ်ခုလုံးကိုဆေးတုပ်ပြီးသွားတဲ့အခါပထမဦးဆုံးဆေးတုပ်ခဲ့တဲ့နေရာကနေပြန်ဆပြီးဆေးထပ်တုပ်ရပြန်တယ်လို့ပြောပြပါတယ်။နောက်ပြီးတရားကြီးကိုဆေးတုပ်တဲ့လုပ်ငန်းဟာဘယ်တော့မှပြီးဆုံးတယ်ဆိုတာမရှိဘဲနေ့စဉ်ဇက်တိုက်လုပ်နေရတဲ့လုပ်ငန်းစဉ်ကြီးဖြစ်တယ်။အဲ့ဒီလိုမှမလုပ်ရင်တရားကြီးဟာရာသီဥတုဒဏ်ကြောင့်တန်ကျေးတက်ပြီးပျက်စီးသွားနိုင်တယ်လို့လည်းရှင်းပြပါတယ်။သူစကားကိုကြားလိုက်ပြီးတဲ့အခါမှာတော့အိမ်တအိမ်ကိုပြုပြင်ထိန်းသိမ်းရတာလေတရားကြီးကိုဆေးတုပ်ရတာနဲ့တူနေတယ်လို့ကျွန်တော်စဉ်းစားမိလိုက်တယ်။အဲ့ဒီလိုစဉ်းစားလိုက်မိတဲ့အတွက်ကျွန်တော်ဟာကြီးမားတဲ့စိတ်သက်သာရာရသွားပါတယ်။ဒီအကြောင်းကိုရှင်းပြပါမယ်။အရင်ကကျွန်တော်လည်းလူတိုင်းနှီးပါလို့ပဲနေတဲ့အိမ်ကိုပြုပြင်ထိန်းသိမ်းရတဲ့အပေါ်မှာအတော်လေးစိတ်ပြတ်နေမိခဲ့တယ်။အိမ်မှာပစ္စည်းတွေဗျမ်းပဒါဖျို့ဖျဲဖြစ်နေရင်သို့မဟုတ်ပစ္စည်းတစ်ခုခုကျိုးပြတ်သွားရင်စိုးရင်တော့ကရောက်ရတယ်။တေးသေးချာချာပြန်စဉ်းစားလိုက်တဲ့အခါအမြဲတမ်းလိုတော့ကရောက်နေခဲ့တာပါ။ဘာကြောင့်လဲဆိုတော့အိမ်မှာပစ္စည်းတစ်ခုမဟုတ်တစ်ခုတော့ပြုပြင်ပေးဖို့အမြဲတမ်းလိုနေတာမို့ပါ။ပကံစေးကန်ရဲ့ဘိုက်ကရေယိုထွက်နေလို့ပြင်ရမယ်။မိဖို့ခန်းတွေကကြမ်းကင်းကြောက်ပြားတချို့ကွဲအပ်နေလို့အစ်စ်လဲပေးရမယ်။ချက်ခိုးပေါ်မှာပစ္စည်းတွေရှုပ်ပွားနေလို့ရှင်းလင်းပေးရမယ်။ဗရန်ဒါရဲ့မျက်နှာချက်ကမီးလုံးကျွန်းနေလို့လှေကားထောင်ပြီးတက်လဲပေးရမယ်။အဝတ်ဘီတို့ရှုပ်ပွားနေလို့ရှင်းလင်းပေးရမယ်။ခြံဝင်းတွေကပေါင်းပင်တွေကိုရှင်းလင်းနှုတ်ပေးရမယ်။အိုးဘယ်တော့မှလုံးလို့မဆုံးနိုင်တဲ့အလုပ်တွေပါလား။ဘလို့ပဲဖြစ်ဖြစ်ဒီအလုပ်တွေကအားလုံးကိုတနေ့တော့ပြီးအောင်လုပ်နိုင်မှာပါ။အဲ့ဒီခါကျရင်ကျင်းနဲ့ပျော်ရွှင်သွားမယ်လို့စိတ်ကူးရင်နေမိတယ်။ဒါပေမဲ့တကယ်လက်တွေမှာစိတ်ကူးရင်တို့လို့ဖြစ်မလာပါဘူး။ဘာကြောင့်လဲဆိုတော့အိမ်ကိုပြုတ်ပြင်ထိန်းသိမ်းရတဲ့အလုပ်ဟာဘယ်တော့မှပြီးဆုံးတယ်လို့ဆိုတာမရှိပါဘူး။တခုခုကိုပြုတ်ပြင်လိုက်ပြီးရင်လည်းနောက်ထပ်ပြုတ်ပြင်စရာအသစ်တွေပေါ်လာပြန်ပါတယ်။ပေါင်းပင်တွေကိုနှုတ်ပြီးသွားရင်လည်းပေါင်းပင်တွေပြန်ပေါက်လာကြအောင်ပါပါ။ထက်ခိုးအခန်းကိုရှင်းပြီးသွားရင်လည်းနောက်ထပ်ပြန်ရှုပ်ပွားလာအောင်ပါပါ။ပကံစေးကန်ရဲ့ရေယိုနေတဲ့ဘိုက်ကိုပြင်ပြီးသွားရင်လည်းရေချိုးကန်းတွေကရေပိုက်ရေယိုလာအောင်ပါပါ။သမီးတွေနေတဲ့အခန်းကိုမနစ်ကဆေးတုပ်ပေးခဲ့တယ်။အခုဆေးပြန်တုပ်ဖို့လိုလာပြန်ပြီ။တခုခုကိုပြုတ်ပြင်ပြီးသွားတာနဲ့နောက်ထပ်ပြုတ်ပြင်စရာအသစ်တွေထပ်ပေါ်လာနေအောင်ပါပါ။ဘယ်တော့မှဆုံးမှာမဟုတ်ပါဘူး။ပြုတ်ပြင်စရာတွေကိုဇက်တိုက်လုပ်နေရမှာမို့ Golden Gate Bridge တရားကြီးကိုနေတိုင်းဆေးတုပ်ပေးနေရတာနဲ့သဘောချင်းတူနေတယ်လို့ကျွန်တော်သဘောပေါက်သွားပါတယ်။အဲ့ဒါကိုနားလေသဘောပေါက်သွားတဲ့အတွက်ကျွန်တော်ဟာကြီးမားတဲ့စိတ်သက်သာရမှုကိုရှားလိုက်ပါတယ်။အခုတော့အိမ်မှာတခုခုပြုတ်ပြင်စရာလိုလာရင်ဒီရင်လိုထိတ်ထိတ်ဖြာဖြာဖြစ်တာစိတ်ပြတ်တာတွေမဖြစ်တော့ပါဘူး။စိတ်အေးလက်အေးဖြစ်နေပါတယ်။အခုလိုပြောလို့ကျွန်တော်အနေနဲ့အိမ်မှာပြုတ်ပြင်တာထိန်းသိမ်းတာရှင်းလင်းတာတွေကိုမလုပ်တော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။အဲ့ဒါတွေကိုဆက်လက်လှုပ်ဆောင်နေပါတယ်။ဒါပေမဲ့အဲ့ဒီအလုပ်တွေအားလုံးဘတော့များမှပြီးပါမလဲဆိုပြီးအရင်လိုတွေးပြီးစိတ်ပူပန်ခြင်းမဖြစ်တော့ဘူးလို့ဆိုလိုတာပါ။သင်လေတင့်အိမ်ကိုပြုပြင်ထိန်းသိမ်းရမှာဒီနည်းကိုနှလုံးသွင်းရှုမြင်တတ်ရင်ကြီးမားတဲ့စိတ်သက်သာရမှုကိုရမှာဖြစ်ပါတယ်။နောက်ပြီးအလုပ်တွေအားလုံးဘတော့ပြီးပါမလဲဆိုပြီးစိုးရိမ်ပူပန်မှုမရှိတော့သလိုလုပ်ပြီးသွားတဲ့အလုပ်တွေအတွက်လည်းကျေနပ်နှစ်သိမ့်မှုရမှာဖြစ်ပါတယ်။နီလန်နံပါတ်3ပြစ္ဆုတ်ပံမှာနေတအောင်ခလေးတွေစီကတင်ယူပါ။တင့်အိမ်မှာခလေးငယ်တွေမရှိလဲတခြားသူတွေရဲ့ခလေးတွေနဲ့အတူအချိန်ဖြုံးရင်းသို့မဟုတ်မိမိရဲ့ရက်ကွက်ကပန်းချန်ထဲမှာစော်ကစားနေတဲ့ခလေးတွေကိုကြည့်ရင်ဒီနည်းကိုတင်ယူနိုင်ပါတယ်။ခလေးတွေအားလုံးဟာတဘာဝအတိုင်းပြစ္ဆုတ်ပံမှာနေတတ်ကြပါတယ်။ငယ်ရွယ်တဲ့ခလေးတွေဆိုရင်ပိုပြီးမှန်ပါတယ်။အဲ့ဒီလိုခလေးတွေဟာပြစ္ဆုတ်ပံမှာနေတတ်ကြလို့သူတို့ကိုကြည့်လိုက်ရင်အပူပင်ကင်းပြီးအေးချမ်းနေကြတာကိုတွေ့ရပါတယ်။ပစ္စုပန်မှာနေထိုင်တတ်ဖို့အထူးထွေကြိုးပမ်းအားစိုက်ထုတ်เสียလေ့ကျင့်เสียမလိုပါဘူး။မိမိရဲ့စိတ်ကိုအတိတ်ကဖြစ်ရတဲ့နဲ့အနာဂတ်မှာကြုံတွေ့လာမယ့်အပေါ်အာရုံမစိုက်ထားပဲလက်ရှိအချိန်မှာဖြစ်ပျက်နေတာလောလောဆယ်လောက်ကိုင်းဆောင်ရွက်နေတဲ့အပေါ်မှာပဲအထူးအလေးပေးအာရုံစိုက်ထားဖို့လိုပါတယ်။အဲ့ဒီလိုလုပ်နိုင်အောင်စိတ်ကိုထိန်းချုပ်တတ်ဖို့တော့လိုတာပေါ့။ပစ္စုပန်မှာနေတတ်သွားပြီဆိုရင်သင်ရဲ့စွမ်းဆောင်ရည်နဲ့ဖန်တီးနိုင်စွမ်းလည်းအကောင်းဆုံးဖြစ်လာပါမယ်။ဘာကြောင့်လဲဆိုတော့လိုချင်တာလိုအပ်တာစိုးရင်ပူပန်တာတွေနဲ့အာယုံထွေပြားမနေပဲသင်လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲအထူးအာယုံစိုက်လုပ်နေလို့ဖြစ်ပါတယ်။
ပျော်ရွှင်စွာနေကြတဲ့လူတွေကိုလေ့လာကြည့်တဲ့အခါမှာသူတို့ဟာပြစ္ဆုတ်ပံမှာနေထိုင်ကြတဲ့အရေးအချင်းတစ်ခုကိုတွေ့ရပါတယ်။သူတို့ဟာမနှစ်ကပြီးခဲ့တဲ့လကနှစ်အတန်းကြာကဖြစ်ပျက်ခဲ့တာတွေဒါမှမဟုတ်ရင်မနှက်ဖြန်နောက်9နှစ်မှဖြစ်လာနိုင်မယ့်အရာတွေကိုမတွေးကြဘဲနဲ့လောလောဆယ်အချိန်မှာပျော်ရွှင်ဖို့ကိုပဲအာရုံထားတတ်ကြပါတယ်။ခုလိုပြောလို့အတိတ်ကဖြစ်ရတဲ့ကနေသင်ခန်းစာမယူရဘူးဒါမှမဟုတ်ရင်မနှက်ဖြန်သို့မဟုတ်ပြင်ဆင်ယူပြီးချိန်အတွက်ကြိုတင်ပြီးအစီအစဉ်တွေမချမှတ်ရဘူးလို့မဆိုလိုပါဘူး။သင်ရဲ့အထီးရောက်ဆုံးအားအကြီးဆုံးနဲ့အပြုသဘောဆောင်တဲ့စွမ်းအားကြီးဆိုတာအခုလက်ရှိအချိန်ပဲလို့သိစေချင်တာပါ။ကလေးများစုဟာမျက်မှောက်ကာလထဲမှာသူတို့စိတ်ကိုနှိမ့်မြုပ်ထားကြပြီးသူတို့နားမှာရှိနေကြသူတွေကိုပဲအလေးထားအာရုံစိုက်တတ်ကြပါတယ်။လွန်ခဲ့တဲ့9နှစ်6နှစ်လောက်ကကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ကြည်နူးစရာဖြစ်ပျက်လေးတစ်ခုကိုပြန်ပြောပြချင်ပါတယ်။ဒီလိုပါတညက်နေခင်းမှာကျွန်တော်တို့လင်မယားနှစ်ယောက်ဟာချိန်ထားတဲ့ကိစ္စတစ်ခုရှိလို့အပြင်သွားဖို့ဖြစ်လာပါတယ်။မိန်းမကခေါ်နေကြကလေးချင်းအမျိုးသမီးငယ်လေးတယောက်ကိုဖုန်းဆက်ပြီးကျွန်တော်တို့ရဲ့2နှစ်အရွယ်သမီးလေးကိုလာကြည့်ပေးဖို့ဖုန်းဆက်အကြောင်းကြားလိုက်တယ်။အဲ့ဒီမျိုးသမီးလေးရောက်လာမှကိုစောင့်ရင်ကျွန်တော်ဟာသမီးလေးနဲ့အတူတစ်သားပေါင်ထဲမှာတဲထည့်ပြီးတဲပုံလေးတွေလှုပ်တန်းကစားနေကြပါတယ်။သမီးလေးဟာအလွန်ပျော်နေရှာတယ်။မကြခင်မှာပဲသမီးကိုကြည့်ပေးမဲ့အမျိုးသမီးလေးရောက်လာလို့ကျွန်တော်လည်းမိန်းမနဲ့အပြင်သွားဖို့မတ်တက်ရက်လိုက်တယ်။သမီးလေးဟာရုတ်တရက်ဆူဆူဝါးဝါထအော်ပြီးငိုချလိုက်တယ်။သူဘာကြောင့်ငိုရတာလဲဆိုတော့သူနဲ့အတူကစားနေတဲ့ကျွန်တော်ကိုထမသွားစေချင်လို့ပါ။သူပြောနေတာကိုရက်မပစ်ချင်လို့ပါ။နောက်ပြီးခလေးထိန်အမျိုးသမီးကိုမလိုချင်ဘူး။သူလိုချင်တာကကျွန်တော်ပါပဲ။ဒါပေမဲ့ကျွန်တော်လည်းအပြင်မသွားမဖြစ်လို့နေရာကနေအိမ်ပြင်ကိုပြေးထွက်လိုက်တယ်။သမီးလေးရဲ့အော်ငိုတန်ကိုစိတ်မကောင်းစွာနဲ့ကြားနေရတယ်။အပြင်မှာရက်ထားတဲ့ကားထဲဝင်မဲ့လို့တော့ကားတော့ဟာအိမ်ထဲမှာကြံကင်မှန်းတီးလိုက်ရလို့အိမ်ထဲကိုအသာလေးပြန်ဝင်လိုက်တယ်။သမီးလေးရှိတဲ့အခန်းထဲကိုတစ်ချက်ချောင်းကြည့်လိုက်တယ်။သမီးလေးဟာခလေးတဲ့အမျိုးသမီးလေးနဲ့အတူသဲပုံမှာကစားနေတယ်။ပြုံးပြောနေတယ်။တခိခိတောင်ရေမောနေတယ်။သမီးလေးဟာစောစောကကျွန်တော်နဲ့ပျော်ရွှင်စွာကစားနေခဲ့တယ်။တကယ်တော့9မိနစ်လောက်အကြာကအဖြစ်ကိုလုံးဝမေ့သွားပါပြီ။သူမဟာအတိတ်ကိုတတိမရတော့ပဲပြစ္ဆုတ်ပံကိုပဲအာယုံဆိုင်ပြီးပျော်နေပါတယ်။လူကြီးတယောက်ဟာသမီးလေးလိုပြစ္ဆုတ်ပံထဲမှာပဲနေနိုင်ပါမလား။ရှိတော့ရှိတယ်အလွန်ရှားပါတယ်။ပျော်ရွှင်စွာနေတတ်သူတွေဟာသမီးလေးလိုနေတတ်ကြပါတယ်။သူတို့ဟာအတိတ်ကပြီးခဲ့တဲ့အကြောင်းတွေအနာဂတ်မှာလှုပ်เสียတွေကိုခေါင်းထဲမှာထည့်မထားပဲမျက်မှောက်ကာလမှာလှုပ်เสียဖြစ်ပျက်နေတာတွေကိုပဲအထူးအာရုံစိုက်ပြီးအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်တတ်ကြပါတယ်။သင်ဒီနီလန်းကိုလိုင်းနာကျင့်သုံးပြီးမျက်မှောက်ကာလမှာပဲစိတ်ကိုနှိမ့်မြုပ်ထားမယ်ဆိုရင်အကျိုးတွေရလာတာကိုမြင်တွေ့ရပါလိမ့်မယ်။အချုပ်အားဖြင့်ပြောရရင်တော့အတိတ်ကဝမ်းနည်းစရာအဖြစ်တွေနဲ့အနာဂတ်အတွက်ပူပန်စရာတွေကိုအာရုံမထားပဲပြစ္ဆုတ်ပံကိုပဲအာရုံထားတတ်မယ်ဆိုရင်ခလေးတွေလိုပဲပျော်ရွှင်စရာကောင်းတဲ့ဘဝကိုသင်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ဖတ်ပါနားထောင်ပါတေချာနားလည်အောင်စဉ်းစားပါနားမလည်ရင်ထက်ခါပြန်နားထောင်ပါလက်တွေလှုပ်ဆောင်ကြည့်ပါအံ့ဩဖွယ်အကျိုးထူးတွေရလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အခုမျှဝေပေးသွားခဲ့တဲ့နီလန်၃ခုကတငယ်ချင်းရဲ့အိမ်မှာတကယ်ပဲအလုပ်ဖြစ်မယ်လို့ယုံကြည်ပါတယ်။အခုနားထောင်သွားတဲ့အထက်မှာတငယ်ချင်းနဲ့အကိုက်ညီဆုံးအချက်ဒါမှမဟုတ်တငယ်ချင်းချက်ချင်းလိုက်နာကျင့်သုံးကြည့်ရမယ့်အချက်ကဘယ်အချက်ဖြစ်နိုင်လာမလဲ။ကွန်မန့်လေးမှာရေးပေးခဲ့ပါအောင်နော်။မနက်ဖြန်မှာလည်းမိသားစုဆက်ဆံရေးကိုပိုပြီးခိုင်မြဲစေမယ့်နောက်ထပ်နီလန်သေးလေးတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like subscribe နဲ့စောင့်ကြည့်ပေးဖို့မမေ့နဲ့အောင်နော်။2026ခုနှစ်ကစအသေးဖွဲလေးတွေကိုကြော်လာပြီးပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ရှင်။